Yakane General Pekotare Pokua Jaro Pumangenda Pibare, Tuya Kuji, a Chincho, Pioya Mesuin, Tekato Chanda Boa Ma, Yangon Chinta in da Sabine, Yinjimu Cometima, a Tui Adunimu a Pie, Tawan Tansang get to Pibare, China Yite Memananga Ayina China Yite, Tete Tocha Power, Look Shake to Le Pibare. တက္ကသိုလ်မှဘွဲ့ရပြီးအချိန်မှစ၍ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ PSC Public Service Commission မှကျင်းပတဲ့အရာရှိစာမေးပွဲကိုနဲ့အင်တာဗျူးများအောင်မြင်ခဲ့၍လေယာနဲ့တစ်တော်ဝင်ကြီးရုံးတွင်အရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။အစိုးရအလုပ်မှာမိမိဆန္ဒအရနှုတ်ထွက်ပြီးတဲ့နောက်2016 NLD အစိုးရလက်ကာလတွင်ချင်းပြည်နယ်အစိုးရမှာစိုက်ပျိုးရေးတစ်တော်မွေးမြူရေးနဲ့တတ်ထုဝင်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။2020အထွေထွေရွေးကောက်ပွဲမှာချင်းပြည်နယ်တည်တိမ်မြို့နယ်အမှတ်နှစ်မဲဆန္ဒနယ်မြေမှပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရသူလည်းဖြစ်ပါတယ်။ယခုလက်ရှိလွတ်မြောက်နယ်မြေတနေရာမှာရောက်ရှိနေပြီးတော့မှချင်းနိုင်ငံရေးနဲ့ပတ်သက်၍ဆက်လက်တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။ဒီကနေ့ကျွန်တော်တို့ဆွေးနွေးဖို့ကြတော့အပိုင်း1အနေနဲ့နိုင်ငံရေးအကြောင်းကိုမြင်မြန်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ Okay ပူမောင်ဟန်ဒါရဲ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့မှပူမောင်ဟန်ဒါရဲ့အမြင်ရှင်းလင်းဆွေးနွေးပြပါဦးခင်ဗျ။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နိုင်ငံရေးဆိုတာလူတိုင်းနဲ့ကင်းကွာလို့မရတဲ့အရေးကြီးတဲ့အရာဖြစ်ပါတယ်ကျွန်တော်တို့လက်ရှိတော်လှန်ရေးရလဲနိုင်ငံရေးမှာမကြည်နပ်မှုနိုင်ငံရေးမှာမပီလည်မှုအတွက်ဒီကျွန်တော်တို့လူငယ်ဒီ Gen Z တွေရဲ့ပြည်သူတစ်ခုလုံးကတော်လှန်ရေးကိုဆောင်ရွက်နေတာစစ်ရေးကိုဆောင်ရွက်နေတာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒီလူငယ်အချို့ကကျွန်တော်တို့ကမကြည်နပ်ချက်တော်လှန်ချင်တဲ့စိတ်တပဲရှိတယ်နိုင်ငံရေးကိုတော်တော်များများနားမလည်ဘူးနားမလည်သိဘူးဆိုတော့အပြောလဲကြားရပါတယ်နိုင်ငံရေးနဲ့ပတ်သက်ရင်အတိတ်ပဲဖွင့်ဆိုချက်ကတော့များစွာရှိပါတယ်အဲ့ဒီမှာအယူရှင်းဆုံးကတော့ဘူချိုအောင်ဆန်းကဘယ်လိုအတိတ်ပဲဖွင့်ဆိုထားလဲဆိုတော့နိုင်ငံရေးဆိုဒီမှာပြည်သူလူထုရဲ့စာဝတ်နေရေးကိစ္စပဲဖြစ်ပါတယ်ဆိုတော့အတိတ်ပဲဖွင့်ဆိုထားပါတယ်ဒီနိုင်ငံရေးကိုအတိတ်ပဲဖွင့်ဆိုရမယ်ဆိုရင်နိုင်ငံဆိုတဲ့စကားလုံးပေါ်မှာမူတည်ပြီးတော့ရှင်းလင်းနားလည်ဟိုအရင်လိုအပ်မယ်ဖြစ်ပါတယ်နိုင်ငံဆိုတာကတိုင်းပြည်နိုင်ငံပြည်နယ်ပြည်နောက်တော့အခုလက်ရှိFederal ပြည်နယ် Federal Unit ဒီပြီးလို့ရှိရင်ကျွန်တော်တို့ဒီ local government ဆိုတဲ့ local governance ဆိုတဲ့ဒေသန္တရအုပ်ချုပ်ရေးဆိုတဲ့ခရိုင်အုပ်ချုပ်ရေးခရိုင်အစိုးရခရိုင်ဒေသအစိုးရဒီရဲ့နိုင်ငံရေးနောက်ဆုံးကြီးရွာရဲ့နိုင်ငံရေးအထိကျွန်တော်တို့လွှမ်းခြုံပါတယ်ဆိုတော့ဒါနိုင်ငံရေးဟာအချက်၄ချက်နဲ့ကျွန်တော်တို့နိုင်ငံရေးကိုအတိတ်ပဲဖွင့်ဆိုထားနိုင်ငံကိုနိုင်ငံ
တိုင်းပြည်နယ်ဒေသကိုအတိတ်ပဲ၄မျိုးနဲ့ဖွင့်ဆိုထားပါတယ်နံပါတ်1ကတော့ population ဖြစ်ပါတယ်လူဦးရေကျွန်တော်တို့ဒီနယ်မြေမှာပြည်သူလူထုဆိုတဲ့လူဦးရေအရင်ဆုံးနံပါတ်1အနေနဲ့ရှိရပါမယ်နံပါတ်2က territory ဖြစ်ပါတယ် territory ကတော့နယ်နိမိတ်သတ်မှတ်ချက်ဆိုတာရှိရပါမယ်နံပါတ်3အချက်ကဒီနယ်မြေဒေသမှာရှိတဲ့ပြည်သူအလုံးကိုစီမံခန့်ခွဲအုပ်ချုပ်တဲ့အစိုးရအရင်တော့ချင်းခေါ်ဆိုရင်တော့ဥပ္ပိရမုတ်လိုဟာမျိုးပေါ့နော်အဲ့ဒါကိုကြီးကြပ်တဲ့စီမံအုပ်ချုပ်တဲ့အဖွဲ့အစည်းရှိရပါမယ်နံပါတ်4အချက်ကဒီဒေသပြည်တိုင်းပြည်ကိုကျွန်တော်တို့ international အနေပြီးတော့အတိမတ်ပြုတ်ဖို့လိုပါတယ် international ဆိုတာအခုကျွန်တော်တို့ဒေသနဲ့ပြည်နယ်ပြည်ဒီ federal unit တွေကြတော့ပတ်ဝန်းကျင်မှာရှိတဲ့ဥပမာဆိုရင်ချင်းပြည်နယ်ဆိုတာကိုချင်းပြည်ဆိုတဲ့ဟာကိုမြန်မာပြည်တစ်ခုလုံးရဲ့နီးစပ်နေတဲ့နယ်နိမိတ်ဆက်ဆက်နေတဲ့စကိုင်းတိုင်းမကွေးတိုင်းရခိုင်ပြည်နယ်နဲ့နောက် international နယ်စပ်ထိစပ်နေတဲ့အိန္ဒိယဘင်္ဂလားဒေ့ရှ်မီဇိုရမ်စသည်အပြင်အတိမပြုတ်ဖို့လိုအပ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနံပါတ်နှစ်ဖြစ်တဲ့နယ်နိမိတ်သတ်မှတ်ချက်နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုတော့ကျွန်တော်တို့ကလူဦးရေဆိုတာရှိပြီမဲ့ရှိပြီးသားဖြစ်ပြီမဲ့တော်တော်လေးကိုတချို့နေရာမှာကျွန်တော်တို့တေချာကိုသတ်မှတ်ပြီးတော့ demarcation လုပ်ဖို့လိုအပ်ပါတယ်ဥပမာဆိုရင်ဒီမရာဒေတာဆိုတဲ့ဟာမျိုးနောက်တစ်ခုကဒိုင်ဆိုတဲ့ဟာမျိုးနောက်ပြီးတော့ဒီဟော်ငေါရမ်ဆိုတဲ့ဟာမျိုးကမြို့နယ်3-4ခုလက်ရှိမြို့နယ်3-4ခုဆက်ဆက်နေတဲ့ခါကျတော့လွမ်းခြုံနေတဲ့ခါကျတော့ demarcation ကိုတေချာလေးဆောင်ရွက်ဖို့လိုပါတယ်ဆိုတော့ဒီဟာတွေကနိုင်ငံလေးတွေနယ်နိမိတ်လေးတွေဒေသလေးတွေဖြစ်လာမှာဖြစ်ပါတယ်လက်ရှိကတော့လူဦးရေကတော့ရှိပြီးသားဆိုပေမဲ့နေရာဒေသနယ်နိမိတ် territory demarcation ကတော့ကျွန်တော်တို့တိကျကြမလုပ်နိုင်သေးတဲ့အတွက်ဒီဟာကတော့ကျွန်တော်တို့တတ်တမမဆောင်ရွက်ဖို့လိုအပ်မှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီဟာကိုလည်းစောစောပြောတဲ့အတိုင်းပဲ international နိုင်ငံတကာမဟုတ်တော့မှကိုယ့်ရဲ့ပတ်ဝန်းကျင်မြို့နယ်တိုင်းနယ်ပြည်နယ်ဒေသတွေကအတိမပြုတ်ဖို့လိုအပ်ပါတယ်ဆိုတော့စောစောကနိုင်ငံဆိုတာကိုကျွန်တော်တို့ရှင်းသွားမယ်ထင်ပါတယ်နိုင်ငံပြီးတော့မှနိုင်ငံရေးဆိုတာဖြစ်လာတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တချို့ကတော့နိုင်ငံရေးဆိုတာနိုင်ငံရေးပဲဆိုတော့လွယ်နဲ့ပြောနေကြတာရှိပါတယ်ဆိုတော့အဲ့ဒီထဲမှာကျွန်တော်အချက်၄ချက်မှာအဓိကအရေးကြီးဆုံးကပြည်သူလူထုဖြစ်ပါတယ်ဒီပြည်သူလူထုရဲ့စားရေးဝတ်ရေးနေရေးအပြင်စီးပွားရေးအုပ်ချုပ်ရေးပညာရေးကျန်းမာရေးလူမှုရေးအစအားလုံးပါဝင်တဲ့ဟာကိုနိုင်ငံရေးလို့ဆိုရမှာဖြစ်ပါတယ်ဒါကြောင့်မလို့နိုင်ငံရေးမှာအဓိကအရေးကြီးဆုံးကပြည်သူလူထုရဲ့လွတ်လပ်စွာနေထိုင်ဖွံ့ဖြိုးတိုးတက်ရေးဒါအဓိကဖြစ်ပါတယ်ဒါကြောင့်မလို့
ကျွန်တော်တို့ကအခုကနိုင်ငံရေးမှာ civilian supremacy ဆိုတဲ့ပြည်သူများရဲ့အုပ်ချုပ်ခြင်းပေါ့နော်အရေးပါခြင်းကိုပြည်သူစီကစင်းသက်လာတဲ့နိုင်ငံရေးဖြစ်ဖို့ရဲ့ပြည်သူအရေးကိုဆောင်ရွက်ခြင်းကိုကပင်လင်နိုင်ငံရေးရဲ့အဓိကအချက်ဖြစ်ပါတယ်နိုင်ငံတခြားနိုင်ငံနဲ့တခြားဒေသနဲ့ရှင်ရင်လည်းစီးပွားရေးလူမှုရေးအုပ်ချုပ်ရေးအားလုံးဖွံ့ဖြိုးတိုးတက်ဖို့ဟာဒီအဲ့ဒီလုပ်ငန်းတွေဟာနိုင်ငံရေးထဲမှာအကုန်လုံးအကျုံးဝင်နေတာဖြစ်ပါတယ်ဆိုတော့ဒီနိုင်ငံရေးနဲ့စစ်ရေးနဲ့အုပ်ချုပ်ရေးနဲ့ပြည်သူတွေရဲ့စာဝတ်နေရေးစီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးဆိုတဲ့ဟာကိုစီမံခန့်ခွဲခြင်းကိုလည်းနိုင်ငံရေးလို့ပြောလို့ရပါတယ်နောက်ပြီးတော့ကျွန်တော်တို့လက်ရှိတော်လှန်ရေးဒီစစ်အာဏာရှင်တော်လှန်ရေးတခုတည်းမဟုတ်ဘဲနဲ့ဒီနိုင်ငံရေးစနစ်တဲ့အုပ်ချုပ်ရေးစနစ်တဲ့ပေါ်ပေါက်လာရေးအတွက်တော်လှန်ခြင်းဖြစ်တဲ့အတွက်တော်လှန်ရေးသမားတွေစစ်ရေးမှာတာဝန်ယူရတဲ့ပေးဆက်နေရတဲ့ဘဝပေးအသက်အိုးအိမ်စီစဉ်ပေးဆက်နေရတဲ့ကျွန်တော်တို့ရဲဘော်များအားလုံးနဲ့ပြည်တော်လှန်ပြည်သူများအားလုံးရဲ့အရေးတွေကျွန်တော်အနေနဲ့နိုင်ငံရေးအနေနဲ့လို့မြင်ပါတယ်အဓိကမြန်မာနိုင်ငံရောချင်းပြည်နယ်တစ်ခုလုံးမှာရောဒီဟာကကျွန်တော်တို့ရဲ့လက်ရှိနိုင်ငံရေးနဲ့ရည်ရှိဆောင်ရွက်မဲ့နိုင်ငံရေးသမားတွေနိုင်ငံရေးသမားအစစ်တွေရဲ့တာဝန်ဖြစ်တယ်လို့ကျွန်တော်ပြောဆိုတင်ပြလိုပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အခုလိုမျိုးပြပြဆိုစုံရှင်းတင်ပြသွားတဲ့အထဲမှာပေါ့နော်နည်းနည်းမေးချင်တာလေးရှိတာပေါ့နော်ခုနပူမဟန်တာပြောသွားတဲ့အထဲမှာကိုယ့်ရဲ့နိုင်ငံဆိုတာလူဦးရေနိုင်ငံဖြစ်ဒေသတစ်ခုပဲဖြစ်ပေါ့နော်လူဦးရေနံပါတ်1ကပြီးတော့နံပါတ်2ကနယ်နိမိတ်ပြီးတော့နံပါတ်3ကနယ်မြေဒေသပေါ့နော်ပြီးတော့ပြည်သူတွေရှိရဟာအုပ်ချုပ်သူလူတန်းစားလို့ပြောရမှာလားမသိဘူးဥပြီးပေါ့နော်ကေတို့ကျွန်တော်တို့ချင်းစကားနဲ့ပြောရမယ်ဆိုရင်လေအဲ့ဒါလေးနည်းနည်းစိတ်ဝင်စားလို့ပေါ့နော်အဲ့ဒီဥပြီးခက်ကအခုခက်ကဘယ်လိုမျိုးကွာခြားသွားပြီလဲပေါ့နော်ပြီးတော့မှတော်လိုင်းရင်ခက်ထဲမှာရောတော်လိုင်းရင်အလွန်မှာရောဘယ်လိုမျိုးပုံစံမျိုးနဲ့တို့ချင်းပြည်နယ်ဖြစ်မြန်မာနိုင်ငံဖြစ်ပေါ့နော်သွားမယ်ဆိုရင်အဆင်ပြေလောက်လဲကြိုက်နေလောက်လဲဆိုတာနည်းနည်းဆွေးနွေးထပ်ပြီးတော့ဆွေးနွေးပြလို့ရမလားမသိဘူးဟုတ်ကဲ့ပါခင်ဗျအဲ့ရပိုင်းကတော့အုပ်ချုပ်ရေးပိုင်းမှာအဓိကဆွေးနွေးဖို့စဉ်းစားထားပါတယ်ဒါပေမဲ့အကျဉ်းပြင်းပေါ့နော်ဒါအရေးကြီးတဲ့ကိစ္စဖြစ်တော့ကျွန်တော်တို့ဒီအင်္ဂလိပ်မတိုင်ခင်ကနိုင်ငံရေးနဲ့အင်္ဂလိပ်ခေတ်ကနိုင်ငံရေးနဲ့အုပ်ချုပ်ရေးပေါ့နော်ဒီလွတ်လပ်ရေးရပြီးတော့မြန်မာချင်းနိုင်ငံရေးနဲ့နောက်အိမ်ဆုံးအစိုးရခေတ်ရဲ့ဦးနေဝင်းရဲ့အိမ်ဆုံးအစိုးရခေတ်နိုင်ငံရေးအုပ်ချုပ်ရေးနဲ့နောက်ပြီးတော့ဒီ1962ခုနှစ်ဗိုလ်ချုပ်နေဝင်းရဲ့စစ်အာဏာရှင်စတင်ခဲ့တဲ့အာဏာသိမ်းမှုနောက်ပိုင်းမှာရှိခဲ့တဲ့နိုင်ငံရေးနဲ့အုပ်ချုပ်ရေးအခြေအနေနဲ့ဒီ1988
Uni wen lettegani bro. Nawata ana loyu kere. Ana tingmu bono. Now paima si de. Nainga yine ocho yi. A paile si me. Piro jaro. Natong tasema. Democracy. A dose of democracy bono. Democracy tasek the panya si de. Uting sing ye. Jiang kan yi ocho. Te kala bono. Di nainga yine ocho mu. Alule. Koi to ba ma. Koi to me pibare. Nabro. Natong na set de kuni. The kuni buchu mui. Ana ting ne. Chinga sa biro. Myanmar. Chin nainga yine. Di ocho yi. Chini ule. Di cha si leila. Tông tabu lu abali me. Now a chop yo ya no. General so pure population territory ocho yi so that niyama general a yin song ji me so no. The English mataikin katega general chi nainga yi chi ocho yi ule leila biro da amini ne general timpia lu wala phit pare. Ai chain no aro ku thi ku nan ku jangan ne mi tu mi miet mi bwa ye ocho out ma adika so lo ra ro India phit phit Myanmar phit phit Myanmar byin me phit phit ye Chin pi ne ha batu ye ma ocho mu ma mashi khe bu so ra along ati be phit pare ai chain no aro chono ro a mi yu phla de le thong tan ne na pi ro di ku ye ramu ku ye tong jo ku ye ne mi ocho de ramu ne di upidia mission pritrit federalism lo ha myu ne ocho la khe da phit pare di ha ri ya ro chono ocho yi a pai yaw yin no a ti sei chono shin lin tin pya bu sin sa tha pare alau so phit ma la ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ပြီးတော့မှနောက်တစ်ခုဟိုထပ်မီးလို့ရရင်ပေါ့နော်ကျွန်တော်မေးချင်တာတစ်ခုရှိသေးရဲ့ဘာလဲဆိုတော့ခုနဟိုပြီးနိုင်ငံရေးဆိုတော့ပြည်သူလူထုရဲ့စားဝတ်နေရေးအစားရှိတဲ့ဖြင့်ပေါ့နော်ဟိုဖွံ့ဖြိုးရေးတော့ဘာလို့ပေါ့နော်အဲ့ဒါတွေပါတဲ့အဲမှာကြတော့ဘာသာရေးကပါမသွားဘူးပေါ့နော်တချို့လူတွေကြတော့လဲဟိုခင်မကောင်းတော့ဟိုနိုင်ငံရေးစိတ်ဝင်စားဘူးဆိုပြီးတော့မှဘာသာရေးပဲလိုက်စားတယ်ဆိုပြီးတော့မှပြောတဲ့ဟာတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးဖျားတရားနဲ့ဖြီတိတ်နေတယ်လို့ပြောရမှာလားဒီနိုင်ငံရေးနဲ့မသက်ဆိုင်ဘူးဆိုတဲ့အတွေ့အနည်းနည်းကျွန်တော်ခံစားချက်စိတ်ထဲမှာဆိုရင်ကျွန်တော်အတွေးထဲမှာဆိုရင်တော့နည်းနည်းလွဲသလားလို့ပေါ့နော်အဲ့ဒါလေးလဲဟိုပြောလို့ရရင်ပြောဟိုထပ်ပြီးတော့မှမေးချင်သေးရဲ့ဟုတ် အဲ့မှာကျွန်တော်ရှင်းတာမှမရှင်းသေးဘူးထင်တယ်ကျွန်တော်ထပ်ပြီးတော့ပြောလိုက်ပါမယ်နိုင်ငံကြီးဒီကျွန်တော်လူတိုင်းနဲ့ပတ်သက်နေပါတယ်ဆိုတော့နိုင်ငံကြီးရောစစ်ကြီးရောဒီစီးပွားရေးရောအုပ်ချုပ်ရေးရောလူမှုရေးရောအားလုံးပတ်သက်နေပါတယ်ဒီအဲ့ကျမ်းမာရေးပညာရေးဘာသာရေးတလိပ်ထုံးတန်းအားလုံးကတော့လူမှုရေးထက်မှာပါပါတယ်အဲ့လိုဟာမျိုးနဲ့ကျွန်တော်ကလူမှုရေးကိုပြောချင်တာဖြစ်ပါတယ်အဲ့အားလုံးရဲ့နိုင်ငံကောင်းဖို့ဆိုရင်တော့နိုင်ငံရေးအရာ development ကိုတော့ကျွန်တော်တို့အုပ်ချုပ်ရေးမကပဲနဲ့အုပ်ချုပ်ရေးဆိုတာဟိုခိုင်းလိုက်ဒီဟာခိုင်းလိုက်ဒီ theory x ကိုအသုံးပြုပြီးတော့ခိုင်းစားလို့ရတဲ့အနေအထားမဟုတ်တော့ဘူးကျွန်တော်တို့ Federal Democracy ဖြစ်မှာတော့ကျွန်တော်တို့ဒီဟာပြည်သူတွေရဲ့ဥဆောင်မှုကိုအဓိကလိုက်နာရမှာဖြစ်တယ်ဆိုတော့ဒီနိုင်ငံရေးနဲ့မဆက်နွယ်တဲ့ဒီဖွံ့ဖြိုးတိုးတက်မှုအစပေါ့နော်အရာအလုံးမရှိပါဘူး human beings are
policy animal ပေါ့နော်ဆိုတော့အားလုံးကပတ်သက်နေပါတယ်ဆိုတော့နိုင်ငံရေးဆိုတာငါတို့နဲ့မဆိုင်ဘူးကျုပ်တို့နဲ့မဆိုင်ဘူးတက်လာတဲ့အစိုးရကျုပ်တို့အစိုးရပဲဆိုပြီးတော့ကိုလုံးမကိုစားရတယ်ဒီဘယ်အစိုးရတက်ဆိုတဲ့အတွေးခေါ်မျိုးနဲ့ပတ်သက်ပြီးတော့ဥပမာတစ်ခုကျွန်တော်ပြောချင်ပါတယ်တချိန်တုန်းကတောရွာကလေတမလင်မယားတို့ကစပားဆိုင်ပြီးတော့စပကြီးထဲမှာစပားအများကြီးထားပါတယ်ဆိုတော့အဲ့ချိန်မှာကြွက်တွေကတောင်းကျင်းပြီးတော့သူတို့ရဲ့စပားတွေစားတဲ့ခါကျတော့အမျိုးသားမြုပ်တက်ပြီးတော့ကြွက်ထောင်ချောက်ဝယ်လာခဲ့ပါဆိုပြီးတော့အမျိုးသမီးကမှားတဲ့ခါကျတော့ကြွက်ကလည်းကြားလိုက်တဲ့ချိန်မှာအရန်ဆူရင်ပြီးတော့ကြွက်ထောင်ချောက်ပြောတယ်ဆိုတော့ကျွန်တော်ဘာလုပ်ရမလဲဆိုပြီးတော့ဒီသူ့မိတ်ဆွေကျက်ဖကြီးကိုတငယ်ချင်းကျက်ဖကြီးကျွန်တော်အိမ်ရှင်ကကျွန်တော်သခင်ကကြွက်ထောင်ချောက်ဝယ်လာမယ်လို့ပြောတယ်ကျွန်တော်ဘာလုပ်ရမလဲကျွန်တော်ကြောက်တယ်ကျွန်တော်ကူညီပါဦးဆိုတော့ပြောလိုက်တယ်ပြောတဲ့ချိန်မှာကျက်ဖဒါကြွက်ထောင်ချောက်ပဲကြက်ထောင်ချောက်မှမဟုတ်တာငါနဲ့မဆိုင်ဘူးမင်းပြဿနာမင်းအမင်းရှင်းငါနဲ့မဆိုင်ဘူးငါလည်းဘာမှမလုပ်ပေးနိုင်ဘူးလို့ပြောလိုက်တယ်တဲ့ပြီးတော့ကျတော့ဝတ်စီသူ့မိတ်ဆွေဝတ်စီတွားတယ်ဦးလေးဝတ်ကြီးရဲ့ကျွန်တော်အိမ်ရှင်ကကြွက်ထောင်ချောက်ဝယ်လာမယ်လို့ပြောတယ်ကျွန်တော်ကြောက်တယ်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့မေးတော့ဝက်ကလည်းကြွက်ထောင်ချောက်ပဲငါဝက်ထောင်ချောက်မှမဟုတ်တာငါနဲ့မဆိုင်ဘူးမင်းပြဿနာရှင်းငါနဲ့ငါ့လာမပတ်တဲ့နဲ့ငါ့လာမရှုပ်နဲ့လို့မောင်းထုတ်လိုက်တယ်တဲ့နောက်ပြီးတော့သူ့မိတ်ဆွေကြံသေးတယ်နှထီးကြံသေးတယ်နှထီးစီတော့ပြီးတော့ဘနှထီးရဲ့ကျွန်တော်အိမ်ရှင်ကကြွက်ထောင်ချောက်ဝယ်လာမယ်လို့ပြောတယ်ကျွန်တော်ကြောက်တယ်ကြွက်ထောင်ချောက်ကြောက်တယ်ကျွန်တော်ဘာလုပ်ရမလဲကျွန်တော်အကြံပေးပါဦးကျွန်တော်ကူညီပါဦးလို့ပြောလိုက်တယ်အဲ့ဒီနှထီးကလည်းငါနွားပဲနွားထောင်ချောက်မှမဟုတ်တာကြွက်ထောင်ချောက်ကငါနဲ့မဆိုင်ဘူးမင်းပြဿနာမင်းရှင်းမင်းပြဿနာငါလာမရှုပ်နဲ့ဆိုပြီးတော့ညင်းလွတ်လိုက်တယ်တဲ့ဆိုတော့အဲ့ဒီနောက်ပိုင်းမှာအိမ်ရှင်ကလည်းပြန်လာပြီးတော့ကြွက်ထောင်ချောက်ဝယ်လာတယ်ပြီးတော့ညဘက်ကြမှာကြွက်ထောင်ချောက်ကိုထောင်လာတာပေါ့နော်ထောင်တော့ကြွက်ကလည်းဒီစပကြေပေါ်ကနေမမြင်တာတဲ့နေရနေချောင်းကြည့်နေတယ်ချောင်းကြည့်ပြီးတော့နောက်ညကြတော့ခလောက်ဆိုပြီးတော့ကြွက်ထောင်ချောက်ကတခုခုမိသွားတာပေါ့နော်မိတဲ့ခါကျတော့အဲ့ဒီအမျိုးသမီးကလည်းကမန်းကရန်ဆင်းပြီးတော့ကြွက်ကိုဖမ်းဖို့အတွက်တတ်ဖို့အတွက်လှုပ်တဲ့ခါကျတော့ဒီအမှန်ကန်ဆူးစော်နဲ့ကြွက်မမိပဲနဲ့မွေကြီးတစ်ကောင်ကိုမိနေတယ်မွေရလည်းကောင်းကမမိဘူးအမီးပိုင်းကနေမိနေတော့အဲ့ဒီအမျိုးသမီးဆင်းလာတာနဲ့မွေရတုတ်ထုံးစံတိုင်းချစ်ချင်းပေါက်တာပေါ့နော်ချစ်ချင်းပေါက်တဲ့ခါကျတော့မွေစိဖေဖို့ဆေးရုံရောက်တော့ကြတာပေါ့နော်ဒါကြွက်ကတော့စပကြည်ပေါ်နေအตาလေးခူးကြည့်နေတယ်တဲ့ဆိုတော့ဆေးရုံရောက်တော့ဆရာဝန်ကယောဂအခြေအနေထက်ပေါ့နော်ယောဂအခြေအနေကောင်းဖို့အတွက်အားရှိဖို့လိုတယ်အဲ့တော့အားရှိဖို့အတွက်ကြက်ပေါင်းရီကြက်သားပေါင်းရီကိုတိုက်မှဖြစ်မယ်ဆိုပြီးတော့ဆေးရုံကနေပြန်လာတယ်ပြန်လာတော့အိမ်ရောက်တော့ကြက်ဆိုလို့တတ်เสียကြက်ဖပဲရှိတဲ့ခါကျတော့ကြက်ဖအရင်ဆုံး
အတုံးချခံရတာအစားခံရတာပေါ့နော်အသက်ခံရတာပေါ့အဲ့လိုနဲ့ဒုတိယအကြိမ်ကျတော့ဘာပြောလဲဆိုတော့ဆေးရုံပြန်သွားတယ်သူတော့ဆရာဝန်ကဟိုအစိတ်ရေကအစိတ်ကမွေအစိတ်ကတော်တော်ပြတ်နေပြီဒီဆေးကောင်းကောင်းတုံးမရမယ်ဆေးဝယ်ဖို့အတွက်ပတ်စံလိုတယ်ပတ်စံတော့ရှာလိုက်အောင်ဆိုတော့ပြောတဲ့ခါကျသူ့ယောက်ျားအိမ်ပြန်ပြီးတော့ဝက်ကိုအရင်တက်ပြီးတော့ဖော်စားဖြစ်ဖော်ရောင်းတာပေါ့နော်ဝက်သားကိုဖော်ရောင်းတဲ့ခါကျတော့ဆေးကုတ်ဖို့ပတ်စံရလာပြီးတော့ဆေးရုံပြန်လာတယ်ပြန်လာတဲ့ခါကျတော့အချိန်မမီတော့ဘူးအစိတ်ကတော်တော်ပြတ်နေပြီအသက်ကယ်လို့မရတော့ဘူးဆိုတဲ့ဟာနဲ့အဲ့လိုသူ့မျိုးသမီးကဆုံးပါသွားတာပေါ့နော်ဆုံးပါတော့တဲ့ခါကျတော့အမျိုးသမီးရဲ့အလောင်းကိုတည်လာပြီးတော့မိတ်ဆွေတွေအိမ်နီးနားချင်းတွေကိုစားဖို့တောက်ဖို့ပေါ့နော်ဒီအတုပကျွေးမွေးဖို့အတွက်နွားနှထီးရလဲအသက်ခံရတယ်ဆိုတော့အဲ့လိုဟာမျိုးဒီဥပမာပေါ့နော်ဆိုတော့နိုင်ငံရေးကငါနဲ့မဆိုင်ဘူးဆိုတဲ့ဟာတွေကအမြန်ဆုံးဒုက္ခရောက်တတ်တယ်အသက်ပါပေးရတတ်တယ်ဆိုတဲ့အတိတ်ပဲမျိုးဖြစ်ပါတယ်ဥပမာဆိုရင်ကျွန်တော်တို့ CDM သမားတွေကနိုင်ငံရေးနဲ့ပတ်သက်လို့ငါတို့နဲ့ပတ်သက်လို့ငါတို့တော်လှန်ရမယ်ငါတို့လက်မခံရဘူးဆိုတဲ့အတွေးခေါ်ရှိပြီမဲ့နန်း CDM တွေကတော့ငါတို့နဲ့မဆိုင်ဘူးဒါဒီတွဲနှကောင်ခတ်တဲ့ကိစ္စပဲငါတို့ပြည်သူတွေနဲ့မဆိုင်ဘူးငါတို့ဝန်ထမ်းတွေနဲ့မဆိုင်ဘူးငါတို့ကိုဟာကိုရှာစားကိုလုံးမကိုစားတဲ့အနေထားမှာငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ဟာကြီးလဲတနည်းမဟုတ်တနည်းပြန်လဲပြီးတော့ပေးဆက်နေရတာကိုတွေ့ရတယ်အဲ့လောက်ပြောရင်ရမလားနောက်ပြီးတော့မေးမြန်းစရာရှိသေးလားဟုတ်ကဲ့ပါကြီးကိုတင်ပါတယ်မေးစရာတော့အထွေတော့မရှိတော့ဘူးပေါ့နော်ပူမာဟန်ဒါဘက်ကနောက်ဆုံးအနေနဲ့ပေါ့နော်ဒီတော်လန်ပြည်သူပဲဖြစ်ဖြစ်တကယ်လက်နဲ့ကင်ပြီးတော့တော်လန်တဲ့သူပဲဖြစ်ဖြစ်ပေါ့နော်အနေနဲ့အားပေးစကားလေးဖြစ်ဖြစ်အမှားစကားတော့မဟုတ်တော့ဘူးပေါ့နော်အားပေးစကားလားဒါမှမဟုတ်ရင်နောက်ဆုံးပြောချင်တဲ့စကားများရှိရင်ပေါ့နော်ပြောပြီးတော့မှအဆုံးသတ်ကြတာပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ဒီຫນွေဦးတော်လှန်ရေးဟာစစ်အာဏာရှင်တော်လှန်ရေးဟာနိုင်ငံရေးမကောင်းလို့နိုင်ငံရေးရဒီပြည်သူရွေးချယ်ထားတဲ့အစိုးရကိုလက်နဲ့ပြပြီးတော့အာဏာသိမ်းတဲ့အတွက်မကျေနပ်လို့တော်လှန်ရေးဖြစ်လာတာဖြစ်ပါတယ်အဓိကတော့ဒီ government မှာ3မျိုးရှိတာပေါ့နော်ဒီ de jure government legal and recognized right to control ဥပဒေရရောအတိမပြုရတဲ့တိုင်းပြည်အာဏာကိုနိုင်ငံရေးကိုဥဆောင်မဲ့အဖွဲ့အစည်းကို de jure sovereignty လို့ခေါ်တယ်ဒီနောက်တစ်ခုက de facto sovereignty ပေါ့နော် de facto က factual ability to control လက်ရှိကိုနေမီထိန်းချုပ်နိုင်တဲ့အရေးချင်းရှိတဲ့ de facto government de facto sovereignty ရှိတယ်နောက်တစ်ခုကလက်ရှိကျွန်တော်တို့စီမှာဘာရှိလဲဆိုတော့အဓိကကျွန်တော်တို့တော်လန်တာ coercive sovereignty ဖြစ်တယ် coercive sovereignty ဆိုတာ illegitimate control by use of force တရားမဝင်မဲနဲ့အင်အားသုံးလက်နဲ့သုံးပြီးတော့ဒီအချုပ်ချာအာဏာကိုထိန်းချုပ်တဲ့ခြေနဲ့ကျူးစားချက်ကိုခေါ်တာဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့က
ဖက်စစ်အာဏာရှင်အစိုးရဆိုပြီးတော့တော်လှန်ကြတာဖြစ်တယ်ကျွန်တော်တို့နိုင်ငံကြီးစနစ်ပြောင်းလဲဖို့အတွက်တော်လှန်တာဖြစ်တဲ့အတွက်ကျွန်တော်မကြခင်မှာဒီအသီးပွင့်ရရှိလာမှာဖြစ်တယ်လက်ရှိမှာကျွန်တော်တို့ဘဝကောအသက်ကောခန္ဓာကိုယ်ကောအမျိုးမျိုးပေးဆက်ပြီးတော့တော်လံပြည်သူများတွေနဲ့လည်းမစီမဆိုင်မဲနဲ့ချုံနစ်နာအသက်ပေးအသက်ဥယျာဉ်စီစဉ်ပေးပြီးတော့ကျွန်တော်တော်လံနေတာဟိုတော့ဒီနိုင်ငံကြီးရကျွန်တော်တို့လက်လျှော့လို့မရဘူးကျွန်တော်နစ်နာချုံခဲ့တဲ့ဟာကြီးလဲဝန်းနေပြီမဲ့ဝန်းနေမှုအစားကျွန်တော်တို့ဂုံယူပြီးတော့ဆက်လက်ဆောင်ရွက်တော့မှကျွန်တော်တို့ရဲ့နိုင်ငံကြီးကောင်းလာမယ်နိုင်ငံကြီးအပြောင်းလဲဖြစ်လာမယ်ဆိုတာကိုကျွန်တော်ပြောကြားလိုပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခုလိုပြပြဆုံနဲ့ဆွေးနွေးပြီးလို့ထိုးပဲကျေးဇူးတင်ပါတယ်မအားမလတ်တဲ့ကြားနေအချိန်ပြီးတော့ဗောနော်လာရောက်ပြီးပြောပြတာလဲထပ်လောင်းပြောကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဒါဆိုရင်ဒီနေ့အဆွေးနွေးပွဲစာဒီမှာပဲရန်နာကြရအောင်လေနော်ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ